နေကောင်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ News Myanmar Channel အစီအစဉ်ကနေကြိုဆိုပါရစေလက်ရှိကမ္ဘာစစ်ရေးနဲ့နိုင်ငံရေးလောကမှာအကြီးအကျယ်ကြရိုက်ရိုက်သွားတဲ့သတင်းတစ်ခုကတော့ American သမ္မတ Donald Trump က NATO မဟာမိတ်နိုင်ငံတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ပုတ်ခတ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်အကြောင်းရင်းကတော့အီရန်နဲ့ဖြစ်ပွားနေတဲ့ပဋိပက္ခအတွင်းဗျူဟာမြောက်အရေးပါတဲ့ Hormuz ရေလက်ကြားကိုပြန်ဖွင့်ဖို့ Trump ရဲ့စစ်ရေးစီမံကိန်းကို NATO ဘက်ကပူးပေါင်းပါဝင်ဖို့ညှဉ်းဆန်ခဲ့တာကြောင့်ပါပြီးခဲ့တဲ့မတ်လ20ရက်နေ့ကသမ္မတ Trump ဟာသူ့ရဲ့ Truth Social ကနေတဆင့် NATO အဖွဲ့ဝင်နိုင်ငံတွေကိုလူကြောက်တွေလို့ခေါ်ဝေါ်ပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်အီရန်ရဲ့ပိတ်ဆို့မှုကိုခံထားရတဲ့ Hormuz ရေလက်ကြား Strait of Hormuz ကိုစစ်ရေးအရအင်အားသုံးပြီးပြန်ဖွင့်ဖို့အတွက် American ကဦးဆောင်တဲ့ Operation Freedom Passage မှာမဟာမိတ်တွေပါဝင်ဖို့ညှဉ်းဆန်ခဲ့တာဟာ American ကိုကြောခိုင်းလိုက်တာပဲလို့သူကဆိုပါတယ် Trump ကဝေဖန်ရမှာ NATO နိုင်ငံတွေဟာ American ရဲ့အကာအကွယ်အဝေးအခမဲ့လိုချင်ကြတာဒါပေမဲ့ကမ္ဘာစီးပွားရေးအတွက်တကယ်အရေးကြီးတဲ့အချိန်မျိုးကြတော့သူတို့ကနောက်တွန့်နေကြတယ်။ American ကမရှိရင် NATO ဆိုတာဘာမှမဟုတ်တဲ့စစ်ကူကြပေးပါတိုက်ကမယ်လို့ပြင်းပြင်းထန်ထန်ဖြိုးကြခဲ့ပါလေ။လက်ရှိမှာအီရန်ရဲ့ပိတ်ဆို့မှုကြောင့်ကမ္ဘာရေနံတင်ပို့မှုရဲ့9ပုံတစ်ပုံနီးပါးရက်ကန့်နေပြီးရေနံဈေးနှုန်းတွေဟာတစ်စီးကို$120အထက်ကိုထိုးတက်နေတာပါ။ဥရောပမဟာမိတ်တွေဖြစ်တဲ့ UK ပြင်သစ်နဲ့ဂျာမနီတို့ကတော့ဒီစစ်ပွဲဟာအမေရိကန်ကတစ်ဖက်သားစတင်ခဲ့တာဖြစ်လို့တိုက်ရိုက်ပါဝင်ပတ်သက်ဖို့ထက်ငြိမ်းချမ်းရေးနီးလန်းနဲ့ပဲဖြည့်ရှင်းချင်နေကြတာဖြစ်ပါတယ်။ဒီဖြစ်အကြောင်းအမေရိကန်နဲ့ဥရောပကြားဆက်ဆံရေးဟာအဆိုးရွားဆုံးအကြုံထင်သွားတယ်ပြီး Trump ကတော့မဟာမိတ်တွေမပါလဲအမေရိကန်တနိုင်ငံနဲ့အင်အားနဲ့ဒီရေးလက်ကြားကိုအောင်မြင်အောင်ဖွင့်ပြမယ်လို့ကြွေးကြော်ထားပါတယ်။ဒါကြောင့်ရှေ့ဆက်ပြီးအမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုတွေဘလို့ဖြစ်လာမလဲဆိုတာတကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့အခြေအနေမှာရှိနေပါတယ်ဟုတ်ကဲ့ဒါကတော့လက်ရှိဖြစ်ပေါ်နေတဲ့ American နဲ့ NATO ကြားကတင်းမာမှုသတင်းတွေကိုစူးစီးတင်ပြပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်